ဘလာသားတို့ရေကျွန်တော်တော့မသိတဲ့ကျွန်တော်ရဲ့အကြောင်းလေးပြောထားတာရစရာတော့မရှိဘူးဗျာဘလောက်ထိပြောထားရလဲဆိုတော့ဘလာသားတို့ပဲအစိုးရကြည့်လိုက်ပါတော့ဗျာဒါကဘဲဆောက်တော်သားလဲကိုသူကမကျဲစင်မချစ်တဲ့ဟာပဒါသားရလေးတဲတဲရဲ့မကျဲစင်ကဘာလို့သူ့ကိုမချစ်တာလဲကိုသူကဘာမီချောင်ရဲ့အသေးလေးအင်နိုမီနဲ့ခိုးတွဲတာကိုဘာမီချောင်ကမိသွားတယ်လေဒါကိုဘာမီချောင်ကမကျေနပ်လို့မကျဲစင်ကိုသွားပြောလိုက်တာမကျဲစင်ကသူ့ကိုစိတ်နာပြီး All Hero Pro ဒိုးပြနဲ့တွဲပြလိုက်တယ်လေအဲ့ဒါကြောင့်မို့ဟာပရာသားရကတဲကဲပြီးမွန်တူးကပေးတဲ့ပတ်စံနဲ့ဆေးတွေခိုးချနေတော့တာပဲဟုတ်ပါဘူးဗျာအခုဆိုရင်သူကမကျဲစင်မချစ်တဲ့ဘဝမှာမနေချင်တော့ဘူးဆိုပြီးစစ်သားကြီးလုပ်ပြီးတက်ချက်လေးဆွေးနွေးနေပေါင်းပြီးမျိုးတွေလိုက်သိမ်းနေပြီမျိုးတွေကိုတိမ့်နိုင်ခဲ့ပေမဲ့မကျဲစင်ရဲ့နှလုံးသားလေးကိုမတိမ့်နိုင်ခဲ့လို့သူခုတော့ဖုံးကြီးဝတ်သွားပြီဘလာသားတို့ရေအဲ့လောက်ကြီးကြတော့လည်းမပြောတော့ဘူးလို့